အားလုံးမိသားစုဝင်တွေအားလုံးမင်္ဂလာပါနော်မိသားစုဝင်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နော်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်အားလုံးချရတဲ့မိသားစုဝင်တွေအကောက်ကကျွန်တော်တို့ခဏခဏကြာနေတဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လေးပဲကျွန်တော်တင်ပေးနိုင်လို့ပါနော်လိုက်လွှင့်မှုကလည်းကျွန်တော်မှာခက်ခဲရှိပါတယ်နော်လိုက်လွှင့်မှုက subscribe လေးတွေမရသေးတဲ့အတွက်ကြောင့် subscribe လေးတွေနှိပ်ပေးကြပါနော် share လို့ရတဲ့နေရာလေးတွေ share ပေးပါဝင်ရဲ့မိတ်ဆွေဟောင်းနော်အားလုံးသောညီကိုမောင်နှမတွေနော်အဲကြတော့ share လို့ရတဲ့နေရာလေးတွေ share ပေးပါအကောက်ကကျွန်တော်တို့အစင်မပြေသေးလို့မို့ကျွန်တော် like မလွှင့်ရသေးပါဘူးနော်အဲကြတော့လက်ရှိရှိတဲ့အကောက်တွေလည်းကျွန်တော်တို့ပြတ်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်ခုမှပဲကျွန်တော် like ပြန်ဗီဒီယိုဖိုင်လေးလာတွင်ပေးတာပါတွတ် site တွေလည်းကြည့်ရအောင်နော်အမြဲတွေ့ရအောင်လို့မို့ကျွန်တော်တို့အကောက်အပ်ပေးကြပါအောင်နော်အားလုံးကိုတောင်းဆိုပါတယ်အကောက်အပ်ပေးကြပါအောင်ဝေလင်းကိုချစ်တဲ့ညီကိုမောင်နှမတွေအကုန်လုံးပေါ့နော်အကောက်လေးအပ်ပေးပါအားလုံး share တဲ့ညီကိုမောင်နှမတွေတို့ကျွန်တော်ပြန်ပြီးစူးစမ်းပေးပါမယ်နော်အဲကြတော့ကျွန်တော်တို့ Viber GB မှာကျွန်တော်အမြဲပေးရတာပေါ့ဗျာဒီမှာ YouTube မှာကျွန်တော်လိုက်လွှင့်လို့မရတဲ့အတွက်ကြောင့်ပေါ့နော်လိုက်လွှင့်လို့မရသေးတဲ့အတွက်ကြောင့် subscribe အားလေးနဲ့လူသေးပါတယ်အဲကြောင့်မို့နော်မိသားစုဝင်တွေကလူသစ်အကိုတွေအမတွေတွေ့ခဲ့ရင်လည်း subscribe လေးနှိပ်ပေးပါနော်လူဟောင်းအကိုအမတွေလည်း subscribe လေးနှိပ်ပေးကြပါနော်လက်မလေးတွေနှိပ်ပေးပါနော်အဲကြတော့ကျွန်တော်ကViber မှာပဲကျွန်တော်ပေးနေရပါတယ်ပေါ့နော် Viber ကကျွန်တော်မိသားစုဝင်အဖွဲ့ဝင်ဟောင်းနေနဲ့ပဲကျွန်တော်လှုပ်ပြီးတော့ပေးနေရပါတယ်အဲကြတော့မိသားစုဝင်အဖွဲ့ဝင်တွေလည်းကျွန်တော်အဖွဲ့ဝင်ကြီးမဘာခေါ်ပြီးကျွန်တော်ပေးတာမဟုတ်ပါဘူးစေရနာနဲ့တီးသန့်ပေးနေတာပါနော်အားလုံးစေရနာကိုတံမိုးထားပါတယ်ကျွန်တော်ရဲ့ကြိုးစားမှုတွေကိုအတိမတ်ပြုပါတယ်ဆိုလို့ရှိရင်တယောက်ချင်းစီတိုင်းကလည်းလက်မလေးတွေနှိပ်ပေးခဲ့ပါနော်ဒါလေးကိုတောင်းဆိုပါတယ်နော်အဲကြတော့ကျွန်တော်တို့လာမယ့်29ရက်10လ2025ပေါ့နော်ကျွန်တော်တို့လာမယ့်အပတ်အတွက်ကျွန်တော်ဝေလင်းကနေပြီးတော့လာပြီးတင်ပေးတာပါအားလုံးသောချဲတဲ့ညီကိုမောင်နှမတွေကိုကျွန်တော်ကနော်လေးလုံးခွေတပတ်စာလေးလုံးခွေလေးကျွန်တော်လာမျှဝေပေးတာပါနော်အဲကြတော့6ခွန်နှစ်တည်းအခွေပါလို့နော်တပတ်စာလေးလုံးခွေ100ရာခိုင်နှုန်းထွက်မဲ့အခွေဒီ6ခွန်နှစ်တည်းခွေအပူပါပါနော်အဲကြတော့ဝေလင်းကနန်းကိုဇာတို့ထိုးမဲ့ညီကိုမောင်နှမတွေက6ခွန်နှစ်တည်းအခွေကိုလိုက်နိုင်ပါတယ်နော်6ခွန်နှစ်တည်းအခွေကိုလိုက်နိုင်ပါတယ်အားလုံးသောမိသားစုဝင်ညီကိုမောင်နှမတွေကနော် Viber GB မှာအကြောင်းမျိုးကြောင့်မလာတတ်လို့ပဲဖြစ်မလာခြင်းလို့ပဲဖြစ်ပေါ့နော်ဟိုအကြွေအခွေလေးပဲလိုက်ခြင်းနဲ့ဆန္ဒရှိတဲ့အကိုတွေမတွေကနော်6ခွန်နှစ်တည်းအခွေကိုကျွန်တော်တို့ဇာတို့လိုက်ပါယုံကြည်လိုက်ပါထွက်ပါလိမ့်မယ်နော်အဲကြတော့ကျွန်တော်တို့မွေးကနန်းနှစ်ကွက်နော်မွေးကနန်းနှစ်ကွက်နဲ့ကျွန်တော်ဟူးမကျော်ပတ်သီးလိုချင်တဲ့အကိုတွေအမတွေညီတွေညီမတွေကနော်ဟူးမကျော်ဆိုတာကျွန်တော်အင်္ဂါမကျော်ကြီးထွက်တာပါအရင်ဘက်ကလည်း2ပတ်သီးပေးပါတယ်အဲ့ရင်ဘက်ကလည်း9ပတ်သီးပေးပါတယ်အောင်မြင်ပါတယ်နော်အောင်မြင်မှုအပတ်တိုင်းရှိပါတယ်အဲ့ကြတော့ကျွန်တော်ရဲ့ Viber GB ကမိသားစုဝင်တွေကိုပေါ့ကျွန်တော်ကတော့ဟိုတစ်ချိန်ထွက်ပြီးနားခိုင်းပါတယ်နော်ဒါကတော့ပုံမှန်လေးပြောတာပါတစ်ချိန်ထွက်ပြီးနားနောက်တစ်ပတ်ပြန်ဆော့မယ်တစ်ချိန်ထွက်ပြီးနားနောက်တစ်ပတ်ပြန်ဆော့မယ်အဲ့လိုမျိုးနဲ့ကျွန်တော်သွားမှာပါအဲ့ကြတော့မိသားစုဝင်ညီကိုမောင်နှမတွေကမွေးကနန်းနှစ်ကွက်နဲ့ပတ်သီးတစ်လုံးကိုကျွန်တော်တို့ထိမိကစားခြင်းပါတယ်ဆိုတဲ့မိသားစုဝင်တွေကနော်အဲ့ကြတော့ကျွန်တော်ရဲ့ Viber ဖြစ်တဲ့68ခွန်943 824 Viber ကိုဆက်သွယ်ပြီးတော့အဖွဲ့လာဝင်မှာပတ်စံတပြားတစ်ချက်မှမတောင်းပါဘူးခင်ဗျာနော်တခါတည်းပြောမယ်ခင်ဗျားတို့မိသားစုဝင်တွေကပေါက်လို့စေတနာရှိလို့ပေးရင်သာကျွန်တော်ယူတာပါနော်အဲကြတော့မပေးလို့လည်းဘာမှမဖြစ်ဘူးပေါက်လို့စေတနာရှိလို့ပေးရင်စာရွက်စာတမ်းပိုးလေးတို့နော်ကျွန်တော်ရဲ့ဘေးဘိုးလေးတို့ကျွန်တော်ယူပါတယ်အဲကြတော့ချရတဲ့မိသားစုဝင်တွေအကုန်လုံးကပေါ့နော်အဲ့မှာ Viber GB မှာကျွန်တော်တို့မွေးကနန်းနှစ်ကွက်100ရာခိုင်နှုန်းထွက်မဲ့မွေးကနန်းနှစ်ကွက်နဲ့ပတ်သီးတစ်လုံးကိုလိုချင်ပါတယ်ဆိုရင် Viber GB မှာ68ခွန်943 824 Viber ကိုဝင်ပေးပါနော်ကျွန်တော်အဖွဲ့ဝင်ခြင်းအကြောင်းလာပြောပေးပါကျွန်တော်ဖွဲ့ဝင်နဲ့ထည့်ပေးပါမယ်နော်တကြတပြားမှမတောင်းပါဘူးခင်ဗျာအဲကြတော့ဒီမှာ YouTube မှာပေးတဲ့လေးလုံးခွေဒီလေ100ရာခိုင်နှုန်းထွက်ပါလိမ့်မယ်သို့ပေညာတော့လဲတပတ်စာအခွေပါနော်အဲကြတော့100ရာခိုင်နှုန်းတပတ်စာအခွေဒီကျွန်တော်တို့6ခွန်နှစ်တည်းအခွေပါအားလုံးမှတ်ထားပါ6ခွန်နှစ်တည်းအခွေပါနော်100ရာခိုင်နှုန်းမထွက်မရှိ100ရာခိုင်နှုန်းထွက်မိကလေးလုံးခွေဒီ6ခွန်နှစ်တည်းအခွေပါအားလုံးချရတဲ့မိသားစုဝင်တွေအားလုံး6ခွန်နှစ်တည်းအခွေနဲ့နော်ယုံကြည်လိုက်ပြီးအမြတ်ရကြပါစေလို့ကျွန်တော်ဝင်လင်းကနေဆုတောင်းပါတယ်အဲကြတော့ Viber GB ကိုလာခြင်းတဲ့အကိုတွေမတွေက68ခွန်943 824 Viber ကိုဆက်သွယ်ပေးပါကျွန်တော်ရှိပါတယ်နော်အဲကြတော့မွေးကနန်းနှစ်ကွက်100ရာခိုင်နှုန်းထွက်မဲ့မွေးကနန်းနှစ်ကွက်ရဲ့100ရာခိုင်နှုန်းထွက်မဲ့ပတ်သီးတစ်လုံးရဲ့ဟူးမကျော်ကျွန်တော်ပေးမှာပါနော်ဟ
ဟူးမကျော်ဝေလင်းဆိုတဲ့အတိုင်းပဲဟူးမကျော်ဝဲတွေပဲကျွန်တော်အောင်ပွဲခံနေကြပါအဲကြတော့ကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ Viber GB ကညီကိုမောင်နှမတွေနဲ့အတူတူအောင်ပွဲခံနေတယ်ဆိုလို့ရှိရင်689 943 824 Viber ကိုလာခဲ့ပါအားလုံးကိုကြိုးစားပါတယ်ဘိုင်ဘိုင်ပါနော်